လို့ပါပဲကျွန်တော်အထူးမှာတင်တာတော့ဒီပထမအချိန်ပြီးလို့ရှိရင်နောက်ထပ်အချိန်ကောင်းများစွာဆက်လက်ပြရကြမှာအောင်မြင်အောင်ဆက်လက်ပြီးတော့ကြိုးစားသွားကြပါလို့ပြောကြလိုပါတယ်အထူးမှာကြလိုတာကတော့ညီညွတ်ပါနဲ့ပဲအားလုံးဒီညီညွတ်နဲ့စီစီလုံးလုံးအောင်မြင်အောင်ဆောင်ရွက်သွားကြပါလို့ပြောကြရဲဒီလောက်ပါပဲအားစရိယပူဇော်ပွဲမှာဘရောကံတက်ရောက်လာကြတဲ့ဆရာကြီးပေါင်းခိုင်တဲ့ကဆရာမကြီးများကျောင်းသားကျောင်းသူဟောင်းများခန္ဓာကိုတက်ရောက်လာကြတဲ့လက်ရှိကျောင်းသားကျောင်းသူများအားလုံးကိုကိုယ်စိတ်နဲ့ပြတဲမှချမ်းသာကြပါစေလို့မေတ္တာပို့မေတ္တာစကားပြောကြားရင်းနဲ့မင်္ဂလာပါလို့နှုတ်ဆက်တာအပ်ပါလို့ရှင်ကျွန်မအနေနဲ့နောက်ခုပြောချင်တာလေးကကျွန်မနဲ့အခုလို့ပေါ်ကန်တဲ့ဆရာမတွေထဲမှာရှင်းတော့ကလေးတွေဒီကပြုံးမှာတော့ဆန်းဆောင်သွားကြတဲ့ခါကျတော့တယောက်နဲ့တယောက်မတိတာလေးတွေလည်းရှိပါတယ်တတိမောင်းတွေထဲမှာလည်းပဲအဲ့လိုပဲကျွန်မကိုယ်တိုင်တင်ခဲ့ရတဲ့တတိတွေရှိတယ်လို့မတင်ခဲ့ရတဲ့တတိတွေလည်းရှိပါတယ်ဒါကြောင့်ကျွန်မကိုယ့်ကိုယ်နည်းနည်းလေးလိမ့်ဆက်ပြရစီလို့ရှင်မင်းညာဆရာကြီးကူးနေနေပြောတယ်လို့လည်းမများလာပါဘူးကျောင်းနာမည်ကတော့လက်လက်ကြီးဖြစ်ပါတယ်အားလုံးလည်းသိပြီးသားပါဒီနေ့ဘယ်မှာလဲခုလိုကောင်းချင်ပွဲကျွန်တော်ဒီထဲမှာတကယ်ကိုကြောက်လက်ပြနေအောင်ဝမ်းသာပြီးပါကျွန်တော်တို့မြန်မာလူမျိုးကတကယ်ထုံးတဲ့ဆန္ဒတွေထိတ်တဲ့မှုဆိုတာကျွန်တော်တို့သိတဲ့လူတွေကလုံးဝရတယ်တနည်းတခြားကျွန်တော်တို့ရဲ့ညီချင်းမှုတွေပြည့်စည်လာတယ်ထုံးတဲ့ဆန္ဒတွေကိုဝိချီတန်းကြီးလောက်လာတယ်ဒီလိုအနေထားမျိုးကဒီလိုဖြစ်အောင်လုပ်သွားရတယ်တကယ်ကိုပါကြံပြတဲ့ပုဂ္ဂိုလ်တွေကောင်းတယ်ပေါ်တဲ့ကျောင်းသားတွေရေရဲလက်လက်လေးတွေဝမ်းမြောက်ရှောက်ဘုံယူပါတဲ့နေရာပြောထားလို့ပါနောက်ကျွန်တော်တို့မြန်မာလူမျိုးတွေထုံးတမ်းစင်လာကြအစကိုအင်မတန်ပြောပါတာရှိထိမ့်သိမ့်နိုင်ကိုကျွန်တော်တို့လူမျိုးကအားနည်းပါအဲ့ဒီတစ်ချက်ကိုတော့ကျွန်တော်လေးလေးနည်းနည်းဒါဆရာမကြီးတို့ပြောသလိုပေါ့နော်ဒီလိုဆိုတော့အချိန်ပေါင်းများတော့ဆောင်ရွက်လုပ်တယ်ပြီးနိုင်ပါစေကျွန်တော်ဆန္ဒပြုပါတယ်ကျွန်တော်ပထမဆုံးပြောချင်တာတော့ချိန်လေးရတယ်ဆိုတော့ကျွန်တော်တို့ကဒီလိုလေးပြောရင်ကျွန်တော်ကကြောင်းပြန်ဆိုတော့ဒီကိုဖြစ်ရှိကြလားတော့နည်းနည်းလေးတော့ကျွန်တော်ပြောတယ်ဒီလိုပြောဖို့ဖွင့်မျိုးဆိုတာကဒါပထမဆုံးသိကြအကယ်၍ကျွန်တော်ကနောက်တစ်ချိန်ကျွန်တော်ကမှကျွန်တော်တက်ချင်တာရှိရင်တော့နောက်တစ်ချိန်ဆုံးရဆုံးမှာပေါ့နော်ဒါကြောင့်ကျွန်တော်ကတော့ပြောနေတဲ့ဒီနေ့ကစကားကိုတော့ကျွန်တော်ပြန်ပြောခွင့်ပြုပါကလေးတို့လည်းတောင်းဝင်ပါလေတက်တယ်လို့အေးအေးဆေးလေးနေပြီးတော့နည်းနည်းလေးတော့အာရုံစိုက်ပြီအခုပထမဆုံးကျွန်တော်အားလုံးကိုကျွန်တော်သူပေးလို့ပါသူပေးရင်ပြည့်စုံတာလို့မေးကျွန်တော်တို့ပတ်ပြီးတဲ့မကားချေဝတင်လာမှာဓမ္မပဒမှာအားလုံးကျွန်တော်ကျောင်းကျောင်းသားအောင်ဒီဆရာဆိုတဲ့လူဒန်းသားကိုကိုစားကြည့်ဒီမှန်ဒီမှာလက်ရှိစိတ်စီပေါ်မှာထိုင်နေတဲ့ဆရာဆရာမတွေကတော့ကျေးဇူးတော်ကိုစိတ်စီဘာသုံးပါမတင်ချမ်းသာခြင်းနဲ့အမြဲတမ်းတည်တော်ပါစေမိမိဘုရားမှာမိမိလူရာဆန္ဒတွေကိုတောက်တော့မြောက်မြောက်အကောင့်ထဲပုံနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါစေ။ပေလိပါလက်သုံးပါးရက်ဖြစ်7ပါးရန်သူမျိုး5ပါးဝိပဿနာတရား4ပါးပြဿနာတရား5ပါးတို့မှာအမြဲတမ်းကျင့်ကြံခတ်သိမ်းငြိမ်းချမ်းကင်းဝေးနေလို့ကမကနေ့စဉ်လည်းမြတ်ကိုကျမ်းမာခြင်းစိတ်ချမ်းသာခြင်းများဖြစ်ပြီးပေါ်ပါ။တက်လို့ထူပါပဲ။အဲတော့သုံးပါးစကားမရှိအောင်လို့တော့လည်းဒီခါတော့တက်လာတဲ့ပြည်ထဲမှာကျွန်တော်ဒီခါကြည့်နေတယ်ကျွန်တော်လည်းအသက်ဘုံကြီးတဲ့ပြည်ပါလိုက်တယ်တော့ကျွန်တော်ဒီမှာမြင့်နဲ့မြတ်တဲ့အမြင့်ညမှာနေရတာနားလည်ပြီပါကျွန်တော်မတ်တဲ့စကားပြောတာကျွန်တော်လည်းအသက်ကြီးတဲ့ပုဂ္ဂိုလ်များအောက်မှာရှိတဲ့ကြောင့်လို့ပါကျွန်တော်တို့ဒီမှာဒီခါမကြီးလုပ်တယ်ဆိုတာဒီဝင်ကြီးပါဝင်ကြီးမပါရင်လည်းမဖြစ်နိုင်ပါဘူးနောက်လောကကြီးလည်းပါရတယ်လောကနဲ့ဝင်ရနဲ့ပေါက်ဆက်လို့ဒီခါကြီးအောင်ဖြစ်လာတာလို့ဒီတော့
ဒီမှာဒီခန်းသားကိုဥဆောင်ကျင်းပတဲ့သူကဝိကြီးဘယ်လိုရှာမလဲကိုရှာပြီးရဲ့ဝိကြီးကိုဘယ်လိုထိသိမ့်မလဲဘယ်နေရာမှာသုရှိသုံးတယ်ဆိုတာကိုဘုရားရဲ့အမှုကြတံ္ဍရာတရား၄ပါးနဲ့ပြည့်စုံလာပါမယ်ဒါကြောင့်ကျွန်တော်စကားအဆောင်ပြင်ကျင်ပါတယ်ကြောက်ကြောက်အောင်လို့တံ္ဍရာတရား၄ပါးရှိအောင်နံပါတ်1ဒီဘုရားကတံ္ဍရာပါစီဝါကရှာတဲ့ညမှာထပ်ကလုံးလာမှုနဲ့ပြည့်စုံပါမယ်နောက်နံပါတ်2ကအာရခတံ္ဍရာလို့ခေါ်ပါတယ်မိမိရှာဖွေပြီးတော့စီဝါဥစ္စာများကိုလောကီရောအကျိုးမရောအညံ့ရအောင်ကိုယ်ဘယ်လိုထိမ့်သိမ်းဆောက်ရှောက်မလဲဆိုတဲ့အာရခတံ္ဍရာပါနောက်နံပါတ်3တံ္ဍရာကကြတော့သမပိဒတံ္ဍရာပါမိမိရှာဖွေရတဲ့စီဝါဥစ္စာများကိုဘယ်နေရာမှာအကျိုးရှိရှိအကုန်ချလဲဘယ်နေရာမှာညံ့ညံ့တာတော့လုပ်တယ်ဒါတတိကြရပါတယ်ကုသိုလ်တိုင်းရဲ့ပညာကိုကုသိုလ်လားအကျိုးရှိရှိတွေမှာသုံးချပြီးတော့နောက်ဆုံးနံပါတ်တံ္ဍရာတရားတော့တရားနာမိတ်တာတံ္ဍရာလို့ခေါ်တယ်စီဝါကရှာတဲ့နေရာမှာကျွန်တော်ကမိတ်ကောင်းစီကောင်းများနဲ့ပူပေါင်းအောင်ဖက်ပြမှာရှာဖွေရမယ်ဒါကြောင့်တောင်းလူကြောင့်လားအပေါင်းတို့ဒီတံ္ဍရာတရား၄ပါးနဲ့ပြည့်စုံတယ်လို့ယောက်ျားကောင်းယောက်ျားများမိန်းမကောင်းမိန်းမများသိကြပါပြီကျွန်တော်ဒီဘုန်းချုပ်ရဲ့ကြပြဆရာကြီးပြင်မနာမောင်ကြီးသိရဲ့ကြပြလေးတစ်ခုနဲ့ကျွန်တော်ကြောက်ကြောက်ပါလိမ့်ရုပ်ဆက်ချင်ပါတယ်ဒါကြီးပဲလားကျွန်တော်ရဲ့ကြောက်ကြောက်ပါလိမ့်မယ်ကြီးပဲလားပါဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့အသက်ဘုံမှာတည်းသူများပါတဲ့အတွက်ကြောင့်သူတို့တော့ဒီကောင်မကြီးတော့ဘူးကြပြလေးရဲ့ဘောင်းတွေကတပည့်ရဲ့ဆရာတဲ့မိုးကြီးချိန်လို့ငါဟိန်းတော့ခါချိန်တော့ခါမျက်နှာလေးလို့နှိုင်းနှိုင်းညူးတယ်ရုပ်ရှာတွေကဒီပညာဒီပြီးလို့ငါအေးတော့ခါမြတ်တော့ခါမျက်နှာလေးလို့ကြွားကြွားဆိုရင်ရုပ်ရှာတွေကညာငါတို့ရဲ့ဒီငါတွေများကြာဤကမှာလမ်းဆန်းပါလေဒီကိစ္စကငါ့ဘဝကြီးချမ်းနေရင်မှာပြည့်စုံလာပြီငါတို့ရဲ့ဒီငါတွေများကြာဤကမှာလမ်းပါလေငါတို့ရဲ့ဒီငါတွေများကြာဤကမှာလမ်းပါလေငါတို့ရဲ့ဒီငါတွေများကြာဤကမှာလမ်းပါလေဆိုတဲ့ဒါလေးကိုလည်းဒီဘုရားပါတယ်ဆရာကြီးမောင်ရှင်ရှင်ဒီကျူးသူချင်းချင်းရှိပါရဲ့ရှင်ဆရာကြီးဆရာကြီးဦးရှင်တိုင်တိုင်ရှင်သာယာလာတော်လူမောင်များသူပေးခါပြောတာပြီးပါရဲ့လေးစားတော်မတာပါရှင်ပြီးပြီပါဆိုးဆိုးတဲ့ဘောကအရာဝတ္ထုပစ္စည်းစုလို့ရှော့လိုက်ဆိုတော့သေလို့ရှားလာလို့လားဟုတ်ပါဘူးအဲ့ဒီလိုဖေလို့မရတယ်အဲ့ဒီလိုယူလို့လည်းမရတဲ့အရာတစ်ခုဖြစ်ပါဘောကရဲ့ဘာဝတော့ပြောရတယ်အကြောင်းအကျိုးဝိရာမှလို့ပါပဲအကျိုးတရားတိုင်းမှာအကြောင်းတရားရှိပါအကြောင်းတရားတိုင်းမှာလည်းအကျိုးတရားရှိပါအပြန်အလှန်သဘောတွေပါဒါအကြောင်းရှိကျိုးရှိပါဘူးအကြောင်းကောင်းရင်ကျိုးကောင်းပါအကြောင်းစင်စစ်ရင်ကျိုးစင်စစ်ပါအကြောင်းမကောင်းရင်ကျိုးမကောင်းပါဘူးအကြောင်းရင်ချုပ်ရင်အကျိုးရင်ချုပ်ပါဒီလိုဆိုရင်နော်ကောင်းချိုးတွေကိုလူရဲသူနော်အဲ့လိုဆိုတော့စုပ်သေးတယ်လို့ပြောလို့ရမလားတော့မသိဘူးနော်ဘုရားရှင်ဆုံးမဒီအားကြီးတွေကချုပ်ပြီးတော့ပြောလို့ရမယ်စကားလေးနော်သဗ္ဗဘာပတ္တအကရဏံကုသလန္တာဥပဒန္တတာသာစိတံပရိယောရပနံဧတံဗုဒ္ဓနာသဗ္ဗနံ Not to do an evil, do all things of good. Purify one's mind. Magao munya sham sha pe kwa. Tamu tam su sao ya va. Mimi singale phu phe se ya. I dong a She is very short. Magao musha, gao musa, say her plum samari. Gao shala, gao ye, gao join the gao. Magao shala. And you get another magao ye dog ma, but you are, yeah.
ရှိဆုံးမဘုရားဘာဖြစ်လို့ရှောင်ထိုင်းတာလဲအဲ့ဒါလည်းသူသေးတာလို့မြင်ပါမကောင်းမှုတွေကိုဟိုကပြုကျင့်တေချာတော့ကောင်းချိုးရညကိုရမှာဖြစ်ပါလေနော်နော်နော်ဘုရားရှင်မှာဘူးလို့ဘယ်လိုလဲကောင်းခါရတော့လေတေချာတော့ရမှာဘာမှုကိုလည်းဘာလို့လဲအားလုံးကိုပြောတော့ပါဘူးဘာမှုကုသိုလ်ဆိုတာပြုရင်ဒီကောင်းတဲ့အကြောင်းကြောင့်ကောင်းတဲ့အကျိုးတွေမလာပါနဲ့လို့ခံစားရတယ်လာနေမှာပဲဖြစ်ပါနော်စိတ်ကိုပြောင်းထားဘာကြောင့်ပြောတယ်ဆိုနော်တော့တာမန်ပုရိသေဆိုတဲ့ရေစင်နဲ့ဝိပဿနာဆိုတဲ့ရေစင်နဲ့ဖြူစင်အောင်စင်ကြောမှာဘုရားရဲ့အားလုံးပြင်းရင်းနဲ့နိဗ္ဗာန်အထိအရောက်သွားနိုင်ကြမှာဖြစ်ပါတယ်ဒီတော့သူ့အနေနဲ့တရားမယ်ဆိုရင်အဲဒီဒါလေးအတိုင်းပါပဲမကောင်းမှုမှန်တယ်ညကိုလုံးဝရှောင်နိုင်ကြပါစေ။ကောင်းမှုဘုရားညဝင်နဲ့ပြေဝအောင်ကျိုးပန်းအားထုတ်နိုင်ကြပါစေ။မိမိတို့ရဲ့စိတ်ကလေးထူဖွေးနေအောင်လဲသမထဘာဝနာဝိပဿနာဘာဝနာများနဲ့ထုံဝမ်းနိုင်တဲ့ပါရမီရှိတဲ့များဖြစ်နိုင်ကြပါစေ။ဒီသာမန်လောင်းရမှာဘလောကင်းနေစစ်စီယာဒီအတော်မှာပါရင်ရှင်တော်မြတ်ဖရာတကိုင်းနေမြည်တဲ့မြတ်ဆရာမြစ်တာစေတနာအေးအေးမြတ်မြတ်ပန်းကလေးများစွာဝင်လန်းစီခဲ့တာဘဝဖြစ်စားလာဆုံးဖြစ်စေရန်ကာကြီးအစအဆုံးဖြစ်ပြုံးပြချော့ကဆုံးမပြုံးတာမြတ်တော်ဆရာအလိမ္မာရီတို့မြင့်လေးကိုပညာရီပြီးဝင်ခဲ့တာအကျဉ်းနာပြေဝမြတ်ဆရာညီညာထားကြဆုံးမလာယူလက်ကလေးကိုပန်းဥခိုက်ပါတယ်မြတ်ဆရာမြတ်ဆရာနှစ်ပေါင်းများစွာပညာရေးဒီခရီးတစ်လျှောက်မှာကြာခဲ့ပြီပေါ့မြတ်ဆရာခေါင်းလုံးနဲ့လေးတန်ချူဤကဟိုအဝေးမှလွင့်ပြန်လာခါခိုင်ငါထိုင်ဆရာဦးဘာဘူးလူလူတွေးကငေးကနှလုံးသားမှာပီတိဝေဖြာစရုပ်လုံးရုံများမှာကြီးကြီးလေးတမတော်လေးမှာရောက်ရှိနေပါပြီကောဒီရောချမ်းပေးရစီကတရားအဖို့ပြီးဝေခဲ့တာဆရာဆရာဦးရဲ့ဆရာဦးဆရာဦးရဲ့ဆရာဦးလူမခုနိုင်တဲ့ပညာရွှေဦးပြီးလိုက်ရလူရင်မကြည့်လူဝဲတာအေးမြမြတ်တာမြေဝမညည်ရဖြာချမ်းမြတ်တာဆရာမြတ်တာဆုံးမနာယူလက်ကလေးကိုပန်းဥခိုက်ပါတယ်မြတ်ဆရာမြတ်ဆရာသိဗ္ဗမဉ္ဇဉ်ဒေယံသီတာသိယာဖုအပ်ငါရဲ့ခုံရင်သုံးလင်းပြီးညမြတ်တရားလိုအားညာမထောင်သောအတွေ့ဟောင်းတို့ပေါင်းစုညာသိဘိုးရောလိုက်ပါသည်ကာယဝစီမနောမိညာပါအဖြစ်ရှိခဲ့တော်မူဤ
တို့သည်ဒီတရားဟောဒီဘဝတောင်း၍ကျမ်းမာဒုက္ခသိကြပါစေတောင်းစုပေသည်သေမာရောက်သည့်ဆရာစီသာ ဆရာကြီးဦးများရဲ့ရှင်တမန်တော်တော်များဩဟာရကြောင့်ဝမ်းမြဆက်ရစာစက်စာပေးပါရဲ့တမန်တော်တော်များကိုသာယူပြီးတော့ဆန္ဒပါရဲ့ အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့သောကောသတ္တယူသည်လေးမြတ်ဒါဝပြုတော့ပါတယ်ဗျာကျွန်တော်ကတော့အနာဂတ်လူမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာဦးရတယ်ဖြစ်ပါတယ်သဘာဝကြောင့်အနာဂတ်လူကြောင့်အောင်ရရဲ့အာရိယဘုရောဝဲအခမ်းအနားမှာစကားပြောမရတဲ့အတွက်ကြောင့်စကားပြောရအောင်ဒီမှာပြုလုပ်ဖန်တီးပေးကြလို့တော့ဖန်တီးတဲ့ဘောတို့ဟာလောကဓာတ်ကျေးဇူးတင်ပြီးပါကြောင်းပြောကြလိုပါတယ်။ဒါကြောင့်အားလုံးမှာတဲ့ကဲမျိုးမျိုးလုပ်ငန်းရဲ့အတွေ့အကြုံဆောင်ရွက်တဲ့ပူဇော်တော်လည်းပဲဒီလိုကြီးကျယ်တဲ့ကံသားကိုဆောင်ရွက်တဲ့နေရာမှာဒီရက်ဒီလေးကမှာပထမဆုံးတင်ပြတာနဲ့အညီတက်ကဲလေးတွေရှိခဲ့တာကိုလည်းပဲကျွန်တော်အနေနဲ့ပြောကြားတော့ပါမယ်ခင်ဗျာအဲ့တော့ဘုရားဒီမှာဆောင်ရွက်ကြတဲ့ဖိုင်းကျန်ပေါင်းကိုအတူကျေးဇူးတင်စကားပဏမပြောကြားပြီးတဲ့နောက်မှာသံဃာဆက်ဆက်ဘဝဆက်ဆက်မှာကျွန်တော်ရဲ့ငယ်စဉ်ဘဝကဣရဇအရွယ်ကစပြီးဒီနေ့ချိန်ကာလအထိသင်ကြားကြတာသုံးသုံးပိုင်းကသုံးသုံးကပေးခဲ့ကြပါကုန်သောသင်ဆရာမြင်ဆရာကြားဆရာအပေါင်းတို့အားဒီနေရာမှာနေပြီးလူသိလေးမြတ်စွာဆရာကြီးကိုပညာကြီးကိုတမာရီကိုတို့ကိုအလေးမြတ်ပြည့်တဲ့ဒီကိုကာရဝပြုပါတယ်ခင်ဗျာဒီကိုကာရဝပြုပတ်ပေးပါရတဲ့တောင်းပန်ပါတယ်ခင်ဗျာဒီလုပ်ငန်းကြီးရဲ့စာရုပ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အခုလုပ်ငန်းအောင်မြင်ပြည့်ပြည့်ရုပ်ကြိုးပမ်းခဲ့ကြတဲ့လူတွေမှာကျောင်းသားကျောင်းသူဟောအပေါင်းတွေပါဝင်ကြပြီးအထက်သေးပေါင်းမြောင်ရစွာကိုသူတို့တွေမှာသက်တမ်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်ပထမအကြိမ်ပြီးတော့သူတို့ရဲ့ရုပ်ချက်မှုအခမ်းကဏ္ဍမှာခက်ခဲတဲ့အတွေ့အကြုံလေးတွေရှိလာတဲ့အခါကျသူတို့ရဲ့ရုပ်ချက်မှုအပိုင်းလေးတွေလက်ဟာမှုအပိုင်းရှိခဲ့ရင်ကလေးတို့အဖြစ်မမြင်ပဲနဲ့တန်းနိုင်ကြအကြံပေးခဲ့တဲ့ကျွန်တော်ဘုံမှာသာသိရင်အဖြစ်မြင်ကြပါကလေးတွေကိုအဖြစ်မမြင်မိကြဖို့မမြင်ဘဲနဲ့ဖွင့်လွတ်နားလေပေးကြဖို့ညာကျွန်တော်ဒီနေရာနေအနုညွတ်တော့မှမရသေးအဲ့တော့သူတို့ကရွေးတဲ့နေရာမှာလက်ရှိဆရာဆရာမကြီးတွေရဲ့အသက်အရွယ်ပိုင်းခြားအရာပဲကျွေးမလားနောက်တစ်ဆင့်ကလုံးတဲ့အများဆုံးအနည်းဆုံးကိုပဲစီရဲစီပြီးရွေးမလားနောက်တစ်ခါကျွန်တော်ဒီအားရကကလေးကျောင်းမှာတာဝန်ထမ်းဆောင်တဲ့လုံးတဲ့နဲ့ပဲရွေးချယ်မလားဒီလိုလာအောင်များစွာကြားရနေမှတဝူအကြံပေးတဝူအကြံပေးအကြံပေးနဲ့ကြံပေးနဲ့ကျွန်တော်တို့အတွေ့အကြုံလေးတွေအရာဘယ်လိုဖြစ်တဲ့အရာလေးတွေဆောင်ရွက်တဲ့အရာလေးတွေကောင်းမွန်တဲ့အကြံပေးချက်လေးတွေစုပေါင်းပြီးမှဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်ဒီထဲကမှလက်ဟာမှုလေးတွေအတွက်ကျွန်တော်တို့ကအဖြစ်မြင်ပေးကြပါဒီကျွန်တော်ကလေးတွေကိုအဖြစ်မမြင်မဲနဲ့နားလေးပေးကြပါလို့ဒီများနေတော့လက်တာရပါဘူး တော့ဆရာကြီးဆရာမကြီးလားလာရကြတဲ့ကျောင်းသူကျောင်းသားဟောင်းများဒီကလေးဝဲကိုဖြစ်ကြတော့ဆန်းရဲတဲ့နဲ့တောင်းရဖြစ်ကြတယ်တော့အကျိုးတော်ကြောင့်အားလုံးကျမ်းမာဆန္ဒကြပါသည်လို့ပထမဦးစွာလူပရိသတ်ကအပ်ပါလေဒါ
ဒီဘယ်မှာအခုလိုလာရောက်ပြရတဲ့အတွက်လည်းအထူးပဲဒီလိုဖြစ်ပါလေဒါဒီဆရာတော်ဝဲကိုလာရောက်ဖို့နော်ဒီဆရာတော်ဝဲကြီးဖြစ်နာဖို့အတွက်နော်လာရောက်ကြတော့တယ်ဖို့အတွက်အိမ်နိုင်လာတော့နော်အိမ်နိုင်လာတော့လာပြီးတော့ဖိတ်ထားကြပါလေအထူးလည်းကျေးဇူးတင်ပါတယ်အဲ့ဒါဘယ်မှာလုံးကျုံဖြစ်တဲ့အတွက်လည်းပထမလုံးအချိန်လုံးတဲ့ပွဲမှာတက်ကြွနဲ့လုံးနေကြတဲ့ကလေးတွေစိတ်သက်ကြပါမှာဆိုတဲ့အတွက်ဆရာသမားတွေတို့ကဆရာသမားတွေစုံစုံညီညီနဲ့လမ်းလမ်းစကားမရောက်လာနိုင်ဘူးဆိုရင်စိတ်သက်ကြပါမှာဆိုတဲ့အတွက်ဒါမအားရတာဘုရားရဲ့တည်းတဲ့နေရာတော့ဘုရားမှာတည်းတက်တာပထမတည့်ရတဲ့ဒီဒါဒီနေ့ပြရတယ်ပေါ့ဒါတည်းတဲ့နေတဲ့ကာလဖြစ်ပါတယ်နောက်ပြီးတော့တပီးရတယ်ဆယ်ရက်လောက်နေတဲ့ကသုံးတဲ့ကဝတ်ကြရပါတယ်။ဒါပြီးသိချင်တာကြပါလေရှင်။ခဏဒီဆရာကြီးပေါင်းများဝေးရှင်။ဩဝါဒကပြတ်သားပေးပါရင်ခရီးသားစွာပတ်တာအပါရဲ့ရှင်။ရဟန်းလူတွေကမင်္ဂလာပါလို့ပြောကြတယ်ကျွန်တော်လည်းပြောပါတယ်အဲ့တော့မင်္ဂလာပါကိုကျွန်တော်တို့နားလည်ထားတာတော့မင်္ဂလာဆိုတာမကောင်းမှုတွေကိုပြောပြတယ်လို့နားလည်ကြတာပေါ့နော်အဲ့ဒါကိုကျွန်တော်တို့လည်းအဲ့လိုပဲခံယူခဲ့ကြတာပါအဲကြောင့်လို့အခုကျွန်တော်တို့ရဲ့မြို့နယ်ပညာရေးမှုဖြစ်တဲ့ဆရာမကြီးဒေါ်လန်းမြင့်ကနေပြီးတော့မှကျွန်တော်တို့ကိုခန္ဓာတစ်ခုမှာပြောပြပါတယ်မင်္ဂလာဆိုတာမင်္ဂလာမကောင်းမှုလာတားရတဲ့နော်ပါဆိုတဲ့ကကြတော့အဲ့ဒီမှာလို့ကောင်းတဲ့ကကြတော့မကောင်းမှုတွေကိုနော်တေကြောက်ပါစီကျွန်တော်ကလေးကျွန်တော်တို့ဆရာတွေပြီးတော့ကမင်္ဂလာပါလို့ပြောတယ်ကျွန်တော်တို့ကပြန်မပြောဘူးနော်အေးလို့ပြောအဲ့လိုမပြောတဲ့မဟုတ်ဘူးမင်္ဂလာပါလို့ပြန်ပြောရမှာပေါ့ကလေးတွေလည်းမကောင်းတဲ့ဒုက္ခတို့သိဆုံးနမိတ်တွေနဲ့ဘုရားပါစီလို့ပြန်ပြီးတော့မှမေတ္တာပို့တာပါတဲ့နော်ဒီကားလေးကိုအမှတ်ဖြစ်နေဆရာကြီးရဲ့ဒီကားလေးကိုပြောပြတာပါအဲ့တော့ကကျတော့ကျွန်တော်ကအသက်50ကျော်ပါပြီ53နှစ်ရှိပါပြီကျွန်တော်အခုလိုခန္ဓာနာအခါနာနဲ့ပူဇော်ခံဆရာတယောက်တပြင်းငယ်များပေါ်အချစ်မပြေအားစီကြွေးတဲ့ဆရာလောကကိုကြည်နေအောင်ဥသောမှုရောက်ပြောင်းပေးရဆရာတပြားမရှိပေမဲ့တပြည့်တွေမရှာတဲ့ဆရာရိတ်ခါမရှိတော့လေတိတ်ခါပြေဝရှိတဲ့ဆရာတပြားမရှိပေမဲ့တပြည့်တွေမရှာတဲ့ဆရာရိတ်ခါမရှိတော့လေတိတ်ခါပြေဝရှိတဲ့ဆရာ
င်မမေးသူတို့ပူဇော်ကြပြီဆရာအလားတရားသင်ကြားဆရာစိတ်ထားပြီးဖြူစင်စွာတပည့်ငယ်များကရှိခိုး၍ပူဇော်ပွဲမှာလူကျူးမိမှအပြင်းများဒီခံမှာရေပြူချောင်းနဲ့လူရောင်ပြောင်းပြီးရဲ့ဆရာဦးငိုက်သူဒူတိုင်းခွာပြီးရဲ့ဆရာအပင်သန်ဆွမ်းအောင်ထမ်းဆောင်ရင်လောင်းပြီးတဲ့ဆရာတပည့်ငယ်များပေါ်အချစ်မပြဲအားကြီးကြွေးတဲ့ဆရာလောကကိုကြည်ရအောင်ဦးကောင်းကိုရောင်ပြောင်းပြီးတာဆရာတပြားမရှိပေမဲ့တပည့်တွေမရှာတဲ့ဆရာရိတ်ခါမရှိတော့လေတိတ်ခါပြေဝရှိတဲ့ဆရာဆရာကျေးဇူးမြတ်မို့ဦးပင်ဒီကိုစားအင်အားရှိရဲ့ဆရာတပည့်များကပူပါပါသည်ဆရာဆရာကျေးဇူးအစင်မမေးသူပူလို့ရပြီဆရာအလားတရားသင်ကြားဆရာစိတ်ထားပြီးဖြူစင်စွာတပည့်ငယ်များကရှိခိုး၍ပူတော်ပွဲမှာလူကျူးမိမှအပြင်းများဒီခံမှာဆရာ သူဘဝကိုပင်
တေချာကနာပြတာတင်ကြလားတက်စီခြင်းသောစေရနာမစီခြင်းသောစေရနာရင်မပြေမအိမ်မနေဝဲရာဒုက္ခလေးပြမရရတော့လေစိတ်ထဲမတီးငါ6တခါချော့တယ်လေတိတ်ပါမဝိစားလာပြညာပေးတယ်အိုးဆရာမြတ်ဆရာစိတ်မယူယူရှစ်ဖို့တော့စရိယာကုနိုတော့တဝင်းစွာအနန္တကိုင်းနေဦးကျေးဇူးမှုရှင်မြတ်ဆရာမြတ်တော်ဆရာ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 တောင်းလူထထရှင်တော်မြတ်ခရာတကိုင်းနေမြည်တော်မြတ်ဆရာမြစ်တာစေရနာအေးအေးမြတ်မြတ်ပန်းကလေးများစွာဝေလန်းစီကြည်ရာဘဝဖြစ်စားလာဆုံးဖြစ်စေရန်ကာကြီးအစအဆုံးဖြစ်ပြုံးပြချော့ကဆုံးမပြုံးတာမြတ်တော်ဆရာအလိမ္မာတွေတို့မြင့်စီမှုပညာတွေပြီးဝေခဲ့တာအကျဉ်းနာပြေဝမြတ်ဆရာညီညာထားကြဆုံးမနာယူလက်ကလေးကိုပတ်ဥခိုက်ပါတယ်မြတ်ဆရာမြတ်ဆရာနာရောင်နှစ်ပေါင်းများစွာပညာရေးဒီခရီးတစ်လျှောက်မှာကြာခဲ့ပြီပေါ့မြတ်ဆရာခေါင်းလုံးနဲ့လေးတန်ချူဤကဟိုအဝေးမှလွင့်ပြန်လာခါခိုင်ငါထိုင်ဆရာဦးဘာဘူးလူလူတွေးကငေးကနှလုံးသားမှာပီတိဝေဖြာစရုပ်လုံယုံများမှာကြီးလေးတက်မတော်လေးမှာ